မြစ်တာလက်ဆောင်လားအာဂတိလက်ဆောင်လားတခါတလေမှာကိုလက်ဆောင်တွေပေးလာတာတွေရှိမယ်လက်ဆောင်တွေရတာတွေရှိမယ်ရလာတဲ့လက်ဆောင်တွေကိုဒီလက်ဆောင်ဟာမြစ်တာလက်ဆောင်လားအာဂတိလက်ဆောင်လားဆိုတာခွဲခွဲခြားခြားသိဖို့လိုတယ်တခါတော့ကဗာရာဏသီပြည်ဗျမရမင်းကြီးမှာသားတော်နှစ်ပါးရှိတယ်သားတော်အကြီးကိုအိမ်ရှိမင်းသားယာသူပေးထားတယ်။သားတော်အငယ်ကိုတော့စစ်သူကြီးယာသူကိုပေးထားတယ်တဲ့။ဒီနေ့မှာမြမရမင်းကြီးနတ်ရွာဆန်ကန်တော်ကုန်းတော့တိုင်းသူပြည်သားလူအများရောညီတော်ဖြစ်တဲ့စစ်သူကြီးရောမိုးကြီးမရသေနာပတိတွေတိုင်ပင်ပြီးတော့အကိုကြီးဖြစ်တဲ့အိမ်ရှိမင်းသားကိုရှင်ပြည့်ယာသူကိုပေးကြတယ်။ရှင်ပြည့်ယာသူကိုပေးတော့အိမ်ရှိမင်းသားကြီးကညင်းပါတယ်မလုပ်ချင်ဘူးတဲ့ငါဒါတွေကိုစိတ်ဝင်စားဘူးတဲ့ဒါဆိုရင်တော့အင်ရှင်မင်းသားယာရုနဲ့ပဲနေပါလို့ပြောတော့လေအင်ရှင်မင်းသားယာရုအင်ရှင်မင်းသားတာဝန်ကိုလည်း तू မယူခြင်းဘူးတဲ့ဒီလိုဆိုရင်စစ်သူကြီးယာရုနဲ့နေပါလားလို့ဆိုတော့လေစစ်သူကြီးယာရုကိုလည်း तू စိတ်ဝင်စားဘူးမလုပ်ချင်ဘူးတဲ့ဒီလိုဆိုရင်တော့တဲ့အကိုကြီးအဖအရာဆိုတဲ့အနေနဲ့အဖေယာမှာနေပြီးတော့ညီတော်နဲ့တိုင်းလူပြည်သားတွေကကျွေးမွေးပြုစုစောင့်ရှောက်ပါမယ်ကောင်းကောင်းမွန်မွန်ချမ်းချမ်းသာသာနေပါလို့ပြောပြန်တော့လေဒီလိုလဲငါမနေခြင်းပြန်ဘူးတဲ့အားလုံးကိုညင်းပယ်ပြီးတော့နော်မတင်မရှားအသွင်လေးနဲ့နန်းတော်တွေကထွက်မြို့တွေကထွက်ပြီးတော့တောရွာအစွန်အဖျားလေးမှာသွားနေတယ်အဲ့ဒီမှာသူများထင်ခွဲခိုင်းရင်ထင်ခွဲတယ်ရေခါခိုင်းရင်ရေခါပေးတယ်အဝတ်လျှော်ခိုင်းရင်အဝတ်လျှော်ပေးတယ်အောက်ခြေသိန်းအလုပ်တွေကိုအကုန်လုပ်တယ်ဒီလိုလုပ်လာရင်းနဲ့တရက်မှာသူဟာဗျမရမင်းကြီးရဲ့သားတော်ကြီးမှန်တိသွားတော့လူတွေကသူ့ကိုခိုင်းလဲမခိုင်းကြတော့ဘူးခိုင်းလဲမခိုင်းရဲကြတော့အဲ့ဒီခါမှာဒီရွာမြတ်တဲ့ဘုတ်တထေးတွေကဒီမင်းသားကြီးကိုခေါ်ပြီးတော့ကောင်းကောင်းမွန်မွန်ကြိုးမွေးပြုစုစောင့်ရှောက်ထားတယ်တရက်မှာညီတော်ရှင်ဘရင်ရဲ့အခွန်ကောက်တဲ့ဝန်ထမ်းတွေကရွာရောက်လာပြီးတော့ဒီလအတွက်အခွန်တွေကိုတိုးကောက်ကြတယ်ခွန်ကတွေတိုးကောက်တော့မင်းသားကြီးကိုကျူးမွေးပြုစုစောင့်ရှောက်ထားတဲ့တထေးကြီးကမင်းသားကြီးလှုပ်ပါဦးမင်းသားကြီးရဲ့ညီတော်ရှင်ဘရင်ကိုပြောပေးပါဦးအခွန်ကတွေတက်တာအောင်ပြောပေးပါဦးလို့ဆိုတော့ကျေးဇူးတရားလေးတွေလည်းရှိတော့လက်ဆောင်ပေးထားတာလေးလည်းရှိတော့ဒါတွေကိုထောက်ထားပြီးတော့ညီတော်ရှင်ဘရင်ရှိမှဒီအကြောင်းကိုပြောပြရတယ်ပြောပြတော့အဲ့ဒီတထေးကြီးကအခွန်ကင်းလွတ်ခွင့်ရသွားတယ်ဒီသတင်းကိုကြားတဲ့တိုက်နယ်သူနယ်သားတွေရွာသူရွာသားတွေကလည်းဒီလေယာမြေအခွန်အခတွေအားလုံးကိုမင်းသားကြီးကိုပဲဆက်သားပါမယ်ပေးပါမယ်ကျွန်တော်တို့ကျမတို့အခွန်အခတွေတက်တာအောင်ပြောပေးပါဦးလို့ဝိုင်းပြီးတော့ပြောကြတော့ရွာသူရွာသားတွေကိုငှဲ့ညာပြီးတော့အခွန်လွတ်အောင်ခွန်တက်တာအောင်ပြောပေးပါတယ်ပြောပြီးတော့ရွာသူရွာသားတွေအားလုံးအခွန်တက်တာခွင့်ရကြတယ်ပြောချင်တာကမင်းသားကြီးကိုဆက်သားရတဲ့အခွန်ကတက်တာပြီးတော့ရှင်ဘရင်ကိုဆက်သားရတဲ့အခွန်ကများနေလို့ ਨੇ တူပါတယ်နော်အဲ့ဒါနဲ့တပြေးပြေးချင်းလောဘတွေကတက်လာတယ်ခွန်ကားတွေကလည်းများခွန်ကားတွေကလည်းများစားခံစားရလာတော့နောက်ဆုံးညီတော်ရှင်ဘရင်စီမှာရွာသားစုတောင်းတယ်ညီတော်ရှင်ဘရင်ကလည်းရွာသားစုကိုပေးပါတယ်ရွာသားစုနဲ့အားမရဘူးတိုက်နယ်စုကိုတောင်းပြန်တယ်ရတာပေါ့ကိုကြီးလိုကြီးရင်ပေးမှာပေါ့ပေးပါတယ်အဲ့ဒါနဲ့အားမရပြီလားဆိုတော့အားမရသေးဘူးနောက်ထပ်မြို့သားစုကိုတောင်းပြန်တယ်မြို့သားစုကိုလည်းပဲညီတော်ရှင်ဘရင်ကကြီးပြူပဲပေးသနာပါတယ်စီးစိမ်တွေကတဖြည်းဖြည်းနဲ့တိုးလာတော့ဒါနဲ့တည်းအားမရတော့အင်ရှင်မင်းသားယာတုပါတောင်းပြန်တယ်စောတုန်းက तू မလုပ်ချင်ပါဘူးဆိုတဲ့အင်ရှင်မင်းသားယာတုအခုတောင်းနေပြီညီတော်ရှင်ဘရင်ကလည်းပေးပါတယ်ကိုကြီးလုပ်ပါယူပါပေါ့အင်ရှင်မင်းသားယာတုရသွားပြီဒါနဲ့တည်းအားရကျဉ်းတ်ပြီလားဆိုတော့မကျဉ်းနိုင်ဘူးဒီတိုင်းပြည်ကြီးကိုအုပ်ချုပ်တဲ့ရှင်ဘရင်ဖြစ်ချင်တယ်ငါ့ကိုဒီယာတုပေးပါပြောပြန်ညီတော်ရှင်ဘရင်ကလည်းကြီးပြူပဲယူပါအုပ်ချုပ်ပါကျွန်တော်အိမ်ရှင်မင်းသားယာတုမှာပဲနေပါမယ်လို့ကြီးပြူပဲတိုင်းပြည်ထိနှန်းကိုလွှဲပေးပါတယ်
ကြည်စမ်းတပြေးပြေးနဲ့လောဘကတက်လာတာနော်ဒီမင်းသားကြီးလောဘတက်လာအောင်အဓိကတရခန်းကဘာလို့လဲလို့ဆိုရင်မေတ္တာလက်ဆောင်လို့အမည်ခံပြီးတော့အာဂတိလက်ဆောင်တွေပေးခဲ့တဲ့သူတွေကတရခန်းပဲအဲ့တော့လောဘတွေကတပြေးပြေးနဲ့တက်လာတယ်အစောတုန်းကယမရမင်းကြီးနတ်ရွာဆန်ကံတော်ကုံတုံးကသူ့ကိုနန်းလျာထားတဲ့အတိုင်းဒီထီနန်းကိုအုပ်ချုပ်စိုးစံနေမယ်ဆိုရင်လောဘဟာအဲ့လောက်ကြီးတက်လာစရာအကြောင်းမရှိဘူးအခုကလောဘကလိုခြင်းပြီးရင်လိုခြင်းရခြင်းပြီးရင်ရခြင်းတရားဓာတ်တွေမတရားတွေသူနားမလဲတော့ဒီလိုဖြစ်လာအဲ့ဒါနဲ့ဒီတိုင်းပြည်တပြည်ကိုအုပ်ချုပ်ရတာအားမရလို့နောက်ထပ်တိုင်းပြည်၄၅ပြည်ကိုအုပ်ချုပ်ခြင်းတယ်ဒါကြောင့်မို့သူစစ်ထိုးပြီးတော့မတရားသိမ်းယူတယ်ပေါ့ဗျာလောဘရဲ့မဲ့ငန်းတက်လာတာပေါ့နော်ဒါကြောင့်မို့တခါတလေမှာလူတွေရဲ့စိတ်ကိုဖျက်ဆီးလိုက်တာကဘာလဲလို့ဆိုရင်မေတ္တာလက်ဆောင်ဆိုပြီးတော့တစိမ့်ကပ်ပြီးတော့ရောက်လာတဲ့လက်ဆောင်တွေကနောက်ဆုံးအာဂတိလက်ဆောင်တွေဖြစ်သွားတယ်လှတ်ထိုးတာတွေဖြစ်သွားတော့စိတ်ဓာတ်တွေကလောဘတွေကလိုခြင်းပြီးရင်လိုခြင်းကြီးတဲ့ကြီးလာတယ်ပေါ့နော်လောဘကနေဝိသမလောဘတွေဖြစ်သွားတယ်ပေါ့မေတ္တာလက်ဆောင်ဆိုတာကသူအကျိုးစီးပွားဖြစ်ထွန်းပါစေသူကောင်းစားပါစေဆိုတဲ့အနေနဲ့အများကောင်းကျိုးကိုရှေ့ရှုပြီးတော့ပေးတဲ့လက်ဆောင်ကတော့မေတ္တာလက်ဆောင်ခေါ်ပါတယ်အဲဒီလိုမဟုတ်ဘဲနဲ့သူများကောင်းစားတာမကောင်းစားတာထက်ကိုယ့်ရဲ့အလိုဆန္ဒပြေဝအောင်လှတ်ထိုးတဲ့ပေးတဲ့လက်ဆောင်တွေကတော့အဲ့ဒါအာဂတိလက်ဆောင်တွေဖြစ်ပါတယ်ဒီနေရာမှာပြောချင်တာကအာဂတိလက်ဆောင်ဆိုတာကအဲ့ဒီလက်ဆောင်တွေကလက်ဆွဲပြီးတော့အပယ်ငရဲကိုခေါ်သွားလိမ့်မယ်မေတ္တာလက်ဆောင်ဆိုရင်တော့အဲ့ဒီလက်ကနတ်ရွာနိဗ္ဗာန်အထိကိုခေါ်သွားလိမ့်မယ်ဒါကြောင့်မို့လက်ဆောင်တွေပေးလာတဲ့အခါမှာဒီလက်ဆောင်ဟာမေတ္တာလက်ဆောင်လားအာဂတိလက်ဆောင်လားဆိုတာခွဲခြားသုံးသပ်ပြီးတော့ယူကြပါဗျာ